မိခင်မရှိတော့တဲ့မေပကြီးရဲ့မင်္ဂလာပွဲမှာအခုလိုပီတီးမျက်ရည်တွေနဲ့တငယ်ချင်းကောင်းပြီးသားခဲ့တဲ့ဤချောပူအားလုံးပဲမင်္ဂလာပါရှင်အခုနောက်ပိုင်းလူပညာလောကကအရင်လိုမဖြူစင်တော့ပဲဂုံတုဂုံပြိုင်တာတွေအရင်ကိုများကြပါရီဘသူကဘလောက်အောင်မြင်လဲဆိုကဂုံပြိုင်နေကြသူတွေကအများအပြားကိုရှိကြတာပါဒီလိုဂုံပြိုင်နေကြတဲ့ကြားမှာဤချောပူကလည်းကြီးကြီးကျယ်ချမ်းသာတဲ့ခင်မုန်းကိုရကအတော်လေးကိုချမ်းသာတာပါဒါပေမဲ့အချောပူကဂုံပြိုင်တာမျိုးမရှိပဲမေပကြီးနဲ့အရန်ကိုခင်တာပါသူတို့နှစ်ယောက်ကပြီးခဲ့တဲ့နှစ်ပိုင်းမှာစားခင်ခဲ့ကြတာဖြစ်ပြီးတော့ညီအမတွေလိုဆက်ဆံရေးမျိုးရှိလာခဲ့ပါတယ်။သွားအတူလာအတူဆိုသလိုနေလာရင်းနဲ့ပဲအမတ်တရားတွေဖန်တီးကဖြစ်တန်းကြတာပါ။ဒီနေ့မှာတော့မေပကြီးကလက်ထပ်သွားပြီးဖြစ်ကသူ့ရဲ့ဆူလျာရစ်ပတ်မင်္ဂလာပွဲကိုခမ်းနားစွာကျင်းပခဲ့ပါတယ်။အရှိလပိုင်းကလေးကလက်မှတ်ရေးထိုးပွဲကိုကျင်းပကအခုမှပွဲကြီးကျင်းပတာပါ။မေပကြီးရဲ့မင်္ဂလာပွဲတိုင်းကိုအချောပူကအမြဲတမ်းတက်ရောက်ခဲ့ပါတယ်။မေပကြီးရဲ့ဆူလျာရစ်ပတ်ပွဲကိုလည်းအချောပူကကိုဝင်တစ်ဖက်နဲ့ကိုတကူတကတက်လာခဲ့တာပါမေပကြီးကလည်းသူ့တငယ်ချင်းကိုမဖြစ်မနေလာရမယ်လို့ဆိုကအတင်းလာခိုင်းခဲ့တာပါမေပကြီးကသူ့မင်္ဂလာပွဲကိုငွေရိုးရာအတိုင်းကျင်းပခဲ့တာဖြစ်ပြီးတော့အတော်လေးကိုခမ်းနားပါတယ်မေပကြီးကခမ်းမတွေကိုငွေရိုးရာသူတို့သမီးဝတ်ဆောင်လေးကိုဝတ်ကထွက်လာတဲ့အချိန်မှာအရန်ကိုလှနေခဲ့ပါတယ်အခုလိုသူတို့သမီးလေးထွက်လာတဲ့အချိန်မှာသူတို့သမီးရဲ့မိခင်ဖခင်တွေကမျက်ရည်တွေကျတတ်ပါတယ်ဒါပေမဲ့မေပကြီးမှာတော့မိခင်ကမရှိတော့တဲ့အတွက်မျက်ရည်ကျပေမဲ့မိခင်လည်းမရှိနေခဲ့ပါဘူးဒါပေမဲ့ထူးဆန်းစွာနဲ့ပဲသူမရဲ့တငယ်ချင်းဖြစ်တဲ့အီချောပူကတော့သူမကိုကြီးကဝမ်းသာပီတိမျက်ရည်တွေကျနေခဲ့တာပါမေပကြီးခမ်းမတွေဝင်လာတာကိုအီချောပူကဒစိမ့်စိမ့်ကြည့်နေရင်မျက်ရည်တွေပါဝဲလာတာမို့မကြအောင်ထိန်းနေခဲ့ရတာပါတင့်တယ်စွာမင်္ဂလာဆောင်သွားတဲ့တငယ်ချင်းကိုကြည့်လို့မဝနိုင်ကိုဖြစ်နေတာပါဒါကြောင့်မို့လေအီချောပူကတငယ်ချင်းဖြစ်သူအတွက်ဝမ်းသာစေရောနှမျောတဲ့စိတ်ပါတွန်တွဲကမျက်ရည်မူရွာသွန်းနေခဲ့တာပါလူအများကတော့အီချောပူကမေပကြီးအတွက်အကောင်းဆုံးတငယ်ချင်းပါပဲလို့ပြောဆိုနေကြတာပါတငယ်ချင်းဖြစ်သူအတွက်အခုလိုငိုပေးတယ်ဆိုတာတငယ်ချင်းတိုင်းမှာလည်းမရှိပါဘူးဤချောပူကတကယ်ခံစားရကမျက်ရည်ကျတဲ့ပုံစံမျိုးဖြစ်နေရမို့မေပကြီးအတွက်တော့တငယ်ချင်းလိုရောမောင်နှမလိုစိတ်ရှိတဲ့သူမျိုးပိုင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ဤချောပူကအခုလက်ရှိမပေါ်မပအချိန်ခါကြီးပါ။ဒါပေမဲ့မေပကြီးရဲ့ပွဲတိုင်းကိုတခုမှမလွတ်ဘဲအကုန်လုံးတက်ပေးပါတယ်။ဒီလိုအချိန်မှာတငယ်ချင်းဘေးနားမှာရှိနေပေးရမယ်လို့ဆုံးဖြတ်ကပွဲတိုင်းတက်ပေးနေရဖြစ်ပါတယ်။မေပကြီးရဲ့မင်္ဂလာပွဲလေးကမွန်ရိုးရာအတိုင်းကျင်းပခဲ့တာဖြစ်လို့အားလုံးကအရန်ကိုစိတ်ဝင်စားနေကြတာပါ။မွန်ပြည်နယ်မှာမင်္ဂလာပွဲကျင်းပရင်ကကြတဲ့အကြီးအမုတ်တွေကစပြည့်စုံစွာထည့်ထားခဲ့တာပါ။ဒါအပြင်မေပကြီးရဲ့မင်္ဂလာပွဲမှာသူတို့သမီးသူတို့သားအရန်လုပ်ပေးကြသူတွေကလည်းမော်တိုင်းရင်းသားအမှုပညာရှင်တွေများကြပါတယ်။မေပကြီးကမကြခင်မှာညစာစာမင်္ဂလာပွဲလေးကိုလည်းကျင်းပအောင်မှာဖြစ်ပါတယ်။တိမ်မောင်းတောင်းချီတဲ့မင်္ဂလာပွဲတွေကိုစတိုက်ကျင်းပကတင်းတောင်းတင်းတဲ့ဘဝကိုရရှိတာမို့အချောပူမှာတငယ်ချင်းအနေနဲ့ဝမ်းသာပျော်ရွှင်ရတာဖြစ်ပါတယ်။အချောပူကတော့မေပကြီးကိုခလေးအမြန်ဆုံးယူစေချင်တာဖြစ်ပါတယ်။ပရိသတ်ကြီးရောမင်္ဂလာဆောင်သွားတဲ့မေပကြီးကိုကြည့်ကဝင်းနေဝမ်းသာမျက်ရည်ကျခဲ့တဲ့အချောပူအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။